ဆရာဆိုလို့အမားကအလုပ်ထုတ်တယ်လို့ပြောပြီနော်မင်းတို့ကောင်တွေကလေသူများနောက်မှာအမြဲတမ်းဖြစ်ရတဲ့ကောင်မမရှင်တခုတော့ပြောကြည့်အေးပြောလေညီမလေးဟိုကလေအစမ်းခံထားကိုကြီး2ယောက်လေသူကကြောက်မမရဲ့ပညာရည်ရှင်းရလဲအတူတူပဲလုပ်ငန်းအတွေ့အကြုံရလဲအတူတူပဲတော်တာလဲ2ယောက်တော့တော်နေတယ်ဒါပေမဲ့ကုမ္ပဏီမှာကြောက်1ယောက်ပဲလိုအပ်တာလေဘယ်လိုလုပ်ရင်ကောင်းမလဲညီမလေးပြောပုံဆိုရင်တို့နှစ်ယောက်ကအရေးစင်းလဲတူတယ်ဒါပေမဲ့စူးစမ်းတာချင်းလဲအတူတူပဲဒါပေမဲ့အမားတို့ဖွဲ့စည်းမှာကြောက်လိုအပ်နေတာ1ယောက်ပဲလိုအပ်နေတာဆရာဆိုလို့အမားကအလုပ်ထုတ်တယ်လို့ပြောပြီနော်2ယောက်တော့အလုပ်ထုတ်ပါဟိုတယောက်လိုသေးရဲ့လေဆုမြတ်ရဲ့အမပြောလို့သူတို့သာပြောပါ2ယောက်စလုံးအမဘက်ကအလုပ်ထုတ်တယ်လို့သွားပြောပေးပြီးတော့ညီမလေးကသူတို့2ယောက်ရဲ့အခြေအနေကိုတစ်ချက်လေးမှပြန်လာပြောပေးဟုတ်မအေးအကိုတို့မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါဟုတ်ကဲ့အကိုတို့အစမ်းခန့်ကာလ3လအတွင်းပေါ့နော်အစင်မပြေရလေးရှိလို့ပေါ့အဲ့ဒါအကိုတို့စက်မခန့်ပြဘူးရှင်အဲ့လေးလာပြီးအကြောင်းကြားပေးရပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဘာမှမလုပ်ဘူးဘာကြောင့်လဲတော့မဟုတ်ဘူးပေါ့အစင်မပြေရလေးရှိလို့ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လာပြီးအကြောင်းကြားပေးရပါကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့တားလိုက်ပါနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ပါဘူးပြောလာတကယ်ကြီးဒီလုံးဝစားလို့မဖြတ်တော့ငါဘာလို့အောင်ပါလဲဟောသူကလုံးထုတ်လိုက်ပြီငါတို့ထုတ်တာပဲပင်ကြီးကြီးဒါပေမဲ့လည်းငါတို့လက်ခံပြီးတာဝန်ယူထားတဲ့လုပ်ကိုပြီးဆုံးအောင်လုပ်ရမှာကောင်းမှာဘောကွာမင်းရတယ်ကွာဘာကြီးကျေးဇူးတရားတွေရှိနေလို့ငါတို့ဒါရီဆက်လုပ်ပေးရပါလေသူတို့တော့ငါတို့မလို့ထုတ်လိုက်ပြီလေငါတို့ဘာကြီးဆက်လုပ်ပေးနေအောင်ပါတောင်းစမကွာအဲ့လိုလည်းပဲဟုတ်ပါမယ်တကယ်ကြီးအခုငါတို့မရှိတဲ့နေရာကိုနောက်တစ်ယောက်လာတဲ့ခါကျလို့ရှိရင်ဟန်ဒိုဘာလွှဲတဲ့ခါမျိုးမှာဒီလုပ်တွေအဆင်ပြေကောင်းလို့ရှိနေပုံမကောင်းဘူးလားတကယ်ကြီးမင်းအဲ့တို့ကိစ္စငါလို့မို့ငါလို့ကတော့ငါဒီလိုမှမရှိတော့အဲ့တော့ငါစီဝါရေးလည်းမို့ငါလောက်စားကြောင်းလည်းမရှိအေးပါကွာမင်းတဘောငါတော့ငါလို့လေငါပြီးအောင်ဖြတ်လိုက်ရတယ်ကွာငါနေအောင်ချက်ဝင်လာမယ်လူကအဆင်ပြေအောင်လုပ်လေနောက်တစ်ခါလို့မင်းတို့ကောင်တွေကလေသူများနောက်မှာအမြဲတမ်းဖြစ်ရတဲ့ကောင်မမရှင်မမပြောသလိုဟိုအကိုနှစ်ယောက်ကိုပြောလိုက်အဲ့တော့ဆုမြတ်ကပြန်လည်စောက်ကြည့်တော့ဘာထူးလဲကိုရဲဝေကတော့ तू လောက်ဆရာရှိရောဆက်လောက်သွားတယ်ဟိုကတော့ तू မနေ့ပြန်မလာတော့ဘူးဆိုတော့သူ့ရဲ့ပစ္စည်းတော့ဒီတိုင်းပဲထားထားတယ်300ရောထွေလောက်ဆရာလုပ်တွေကိုမလုပ်တော့ဘူးပေါ့ဟုတ်တယ်လူမလုပ်တော့အေးညီမလေးဆုမြတ်လောက်ဆရာရှာသွားလုပ်တော့လေနော်မင်္ဂလာပါခင်ဗျမင်္ဂလာပါမောင်လေးဒါလေးကကျတော့ကျွန်တော်ကိုခိုင်းထားတဲ့ project လေးကိုပြီးတက်ထားတဲ့ဟာလေးပါproject ကိုမောင်လေးကပြီးဆုံးအောင်လုပ်ပေးခဲ့တာလားဟုတ်ကဲ့ခင်ဗျဟုတ်အမမောင်လေးတို့အလုံးမခန့်ဘူးနော်အလုံးထုတ်ထားရနော်ဟုတ်ကဲ့ကျွန်တော်သိပါတယ်ခင်ဗျအလုံးထုတ်တာအလုံးခန့်တာကျတော့ဒါမတို့ဘက်ကအကြောင်းရင်းပေါ့နော်ကျွန်တော်ဘက်ကကျတော့ကျွန်တော်တာဝန်ယူပြီးတော့ကျွန်တော်လက်ခံထားတဲ့အလုပ်တွေကိုကျွန်တော်ကတာဝန်ယူမှုအပြည့်နဲ့လုပ်ပေးခြင်းလို့ပါအမပြီးတော့ကျွန်တော်ကဘယ်လို့မဆိုပြီးကြလည်းနဲ့မလုပ်တတ်လို့ပါအမအားကြောင့်မလို့ပါအဲ့ဒါကျွန်တော်ခွင့်ပြုပါအောင်နော်အမမောင်လေးမပြန်စားပြီးတော့မောင်လေးကဒီကုမ္ပဏီမှာအလုပ်ဆက်ဆင်းလို့ရပြီနော်ဗျာတကယ်လားအမတကယ်ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမအစုံနဲ့ပြတွေ့မယ်နော်ဟုတ်ကဲ့ပါခင်ဗျခွင့်ပြုပါအောင်နော်အမကဲပါမောင်လေး